နဲ့အတွေ့အကြုံကိုကျွန်တော်ပြောပြအမေကတဲ့ကလေးမွေးတဲ့အချိန်မှာအာပြင်းထန်တဲ့ဝေဒနာခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာကိုကြည့်ချင်အပြင်ဒီအာဒံနဲ့အေဝအပြစ်ထဲကြာရောက်တဲ့အခါမှာဘုရားသခင်ကကြိမ်ထားတာဖြစ်တယ်ကလေးမွေးခြင်း၌ဝေဒနာအပြင်းထန်ခံစားရမယ်အဲ့လိုပြောထားတာတွေ့ရတယ်ဆိုတော့အဲ့ဒီကြိမ်ခြင်းအတိုင်းနော်အမျိုးသမီးတွေကကလေးမွေးခြင်း၌ဝေဒနာခံစားရတယ်ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်မျိုးသမီးကပြောတယ်အဲ့ဒီဝေဒနာတွေကဘယ်အချိန်မှာပျောက်သွားတယ်လဲဆိုလို့ရှိရင်ကလေးမျက်နှာမြင်တဲ့အခါပျောက်သွားတယ်ကလေးမွေးတဲ့အချိန်မှာဝေဒနာခံစားရတယ်လေအဲ့ဒီကလေးမျက်နှာနော်မြင်တဲ့အခါမှာသူ့ဝေဒနာဘယ်ရောက်သွားမှမသိတော့အဲ့လိုပဲကျွန်တော်တို့မိခင်တွေလည်းအဲ့လိုပဲခံစားရမှာပဲနော်ကျွန်တော်တို့မွေးတဲ့အခါမှာသူတို့အားပဲဝေဒနာခံစားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မျက်နှာလေးကိုတွေ့တဲ့အခါမှာသူတို့ရဲ့ဝေဒနာကိုတော့မှမိတယ်တဲ့နော်ပြောချင်တာကအဲ့လောက်ထိကျွန်တော်တို့ကိုချစ်တဲ့မိခင်တွေဖြစ်တယ်အဲကြောင့်မိခင်တွေကိုယူတည်တတ်ဖို့အရေးကြီးတယ်နော်မိခင်တွေကိုကျွန်တော်ယူတည်ခြင်းဟာဗာလဲမိဘတွေကိုယူတည်ခြင်းဟာကျွန်တော်တို့အသက်တာရှိဖို့ရဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့မိခင်တွေကိုယူတည်ပါနော်သူတို့မတည်ခင်မှာယူတည်ပါမတည်ခင်မှာကူညီပါချစ်ပါအဲ့တော့ကျွန်တော်တို့မြန်မာပြည်သားတွေပြောတဲ့အတိုင်းမိခင်တွေကိုမတည်ခင်မှာယူတည်ပါချစ်ပါပြုစုပါကျွေးမွေးပါပြောတာဖြစ်တယ်တည်သွားပြီဆိုရင်တော့ဘာလို့မှမရတော့နော်ငိုနေလဲကျုံထူတော့လေအဲဒါကြောင့်အခုမိခင်ရှိတဲ့လူတွေအထူးသဖြင့်မိခင်တွေကိုစိတ်ချမ်းသာအောင်ကျွန်တော်တို့လုပ်ရမှာဖြစ်တယ်မိခင်တွေအတွက်လည်းကျွန်တော်ဆုတောင်းပေးရမှာဖြစ်တယ်အနေနဲ့မိခင်ဖခင်တွေအတွက်တချို့လူငယ်တွေရှိကောင်းရှိပါလိမ့်မယ်မိခင်ဖခင်တွေကိုဆုတခါတော့မတောင်းဘူးတဲ့လူတွေဒါပေမဲ့ဒီမှာကြာရာဆိုင်နော်မိခင်အတွက်မိဘတွေအများကြီးဆုတောင်းပေးတယ်တဲ့ကျွန်တော်လည်းဝမ်းသာတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းအများကြီးဆုတောင်းပေးတယ်လေမိဘတွေဆိုတော့အားလုံးအဲ့လိုပဲဖြစ်စေချင်တယ်ဆိုတော့မိခင်ဖခင်ကဘုရားခင်ပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူတို့အတွက်အများကြီးဆုတောင်းကူညီဖို့ဖြစ်ပါတယ်ဆိုတော့ခုနတက်တေခံချက်တွေအများကြီးကြားတယ်ကျေးဇူးတော်ပဲကျွန်တော်အသက်တာမှာကျွန်တော်တို့ဘာကြောင့်အသက်ရှင်တယ်လဲဆိုတော့လူတိုင်းကတွေးတောနေကြတဲ့အတွက်ကြောင့်အဲ့လိုတွေးတောခြင်းဟာကောင်းတဲ့အရာဖြစ်ပါတယ်လူမြောက်များစွာရှိပါလိမ့်မယ်ငါဘာကြောင့်အသက်ရှင်တယ်ဆိုတော့တစ်ချက်မှမစင်စားဘူးတဲ့လူရှိလိမ့်မယ်အော်ငါလက်ပြန်ပဲသွားမလဲဆိုတော့လုံးဝမတွေးခေါ်တဲ့လူတွေရှိကောင်းရှိလိမ့်မယ်ဘုရားမဲ့လူတွေလေအလက်ပြန်ဘာဟင်းချက်စားရမလဲဘယ်ဈေးသွားရမလဲလက်ပြန်ငါအဲ့ဒီပါတီသွားရင်ဘာအင်ဂျီဝေးရမလဲဒါပဲစဉ်းစားနေတဲ့လူတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီထဲကနေကျွန်တော်တို့ကိုအဲ့လိုမဖြစ်စီပဲနဲ့ကျွန်တော်အသက်ရှင်ခြင်းဟာဘာအတွက်အသက်ရှင်တယ်လဲကျွန်တော်အခုဘုရားသခင်လာခေါ်ရင်ကျွန်တော် ready ဖြစ်ပြီလားဆိုတဲ့အရာကိုစဉ်းစားဖို့ရအတွက်အတွေးခေါ်ဝင်စီတာအဲ့ဒါဘုရားလုပ်တာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ဘုရားလုပ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာကိုစဉ်းစားလာတဲ့အခါမှာအဖြေကတဖြည်းဖြည်းနဲ့ရှိလာတာဖြစ်တယ်ဆိုတော့ဘာမှမစဉ်းစားတဲ့လူကတော့ရုပ်တရက်ဆုံးသွားရင်ဘယ်လိုလုပ်မလဲဟုတ်လားသူကအခါလဲငရဲမှာပဲရောက်သွားမှာပဲအဲ့တော့အဲ့လိုစဉ်းစားဖို့ရကျွန်တော်အတွေးခေါ်ဝင်စီတာလဲဘုရားရဲ့ကျေးဇူးတော်ကြောင့်ဘုရားရဲ့ဝိညာဉ်တော်ကြောင့်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူသားတွေကတည့်ရကြရင်တော့တည်ရမှာပဲဟုတ်လားဒါပေမဲ့ဘာအတွက်နဲ့ခင်ဗျားသိတယ်အဲ့ဒါအရေးကြီးတယ်လူတိုင်းကတည်ရမှာပဲဆိုတော့မတည်တဲ့လူတယောက်မှမရှိဒီချိန်ထိမတည်တဲ့လူတယောက်မှမကြားဘူးတိုင်းမှုလည်းတည်တာပဲဘုံချုပ်ကြီးတွေလည်းတည်တာပဲတမရတွေလည်းတည်တာပဲမတည်တဲ့လူတယောက်မှမရှိအနေနဲ့အများပဲဆိုတော့တည်မှာပဲဆိုတော့ပြောချင်တာကတည်မဲ့လူအတူတူဘုဒ္ဓအတွက်ခင်ဗျားတည်ဖို့စဉ်းစားတယ်ဘာအတွက်တည်ဖို့စဉ်းစားတယ်အဲ့ဒါစဉ်းစားရမယ်ဘယ်ချိန်ပြည့်တည်မဲ့အတူတူနော်လူငယ်လူကြီးတည်ရကြရင်တည်မှာပဲအဲ့မဲ့ဘုဒ္ဓအတွက်တည်မှာလဲဘာအတွက်တည်မှာဆိုတဲ့အကြောင်းကျွန်တော်စဉ်းစားထားရအဲ့တော့အမအစာရတက်တည်ခံလို့ကျမတော့ ready ပဲပေါ့နော်ခက်တော့အတွက်အတည်ခံဖို့ ready ပဲ
အဲ့လိုဖြစ်ရကျွန်တော်တို့လည်းအရောက်စီတိုင်း ready ဖြစ်ရဆိုတော့တေမဲ့အတူတူကျွန်တော်တို့ဖျားသခင်အမှုတော်နဲ့ဖျားသခင်ရဲ့နာမနဲ့ဖျားသခင်ကိုယုံကြည်တော့ယုံကြည်ခြင်းနဲ့တည်ခြင်းဟာပို့ပြီးတော့ကြီးမြတ်တဲ့အရာဖြစ်တယ်အာမင်အာမင်ဟိုတေရောတေမှာပဲတစ်ချိန်တိုင်းတော့တေမှာပဲလေကျွန်မဘယ်ချိန်တေမလဲမသိဘူးကျွန်တော်လုံးပြီးသားတွေကစားပြီးတောက်ပြီးနေနေတေမဲ့နေကိုစောင့်နေတဲ့ပုံစံနဲ့ဖြစ်သွားတူဒါပေမဲ့ဖျားသခင်ရဲ့အမှုတော်အတွက်တည်ခြင်းမိမိရဲ့ယုံကြည်ခြင်းဖျားကိုယုံကြည်တဲ့ယုံကြည်ခြင်းကြောင့်တည်ခြင်းဖျားကိုကိုးကွယ်တဲ့သူ့ရဲ့နာမတော်ကြောင့်တည်ခြင်းဟာပုံမှန်မြတ်တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအရာကိုအဲ့ဒီကိုကအဲ့ဒီတည်မဲ့အရာကိုမကြောက်ရွံ့နိုင်ခြင်းဟာဘာအတွက်ငါတို့မကြောက်တယ်လဲဆိုရင်ဖျားကိုကျွန်တော်တို့အမြဲတမ်းကြည့်တဲ့အတွက်ကြောင့်ဖြစ်တယ်ဖျားကိုကျွန်တော်တို့မျောကြည့်နေတဲ့အတွက်ကြောင့်အမြဲတမ်းမျောကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အမြင်မှာအတွေးအခေါ်မှာဘုရားကိုမြင်နေတာဖြစ်တယ်ဘုရားကိုမြင်လာတယ်မြင်တဲ့အခါမှာကျွန်တော်တို့မကြောက်တော့လောကဒုက္ခဆင်းရဲကိုလည်းငါတို့မကြောက်တော့ဘူးလေဘုရားကိုမြင်ထားတယ်ဘုရားကငါတို့အတွက်ဘာပြင်ဆင်ထားတယ်ဆိုတော့ငါတို့မြင်ထားတယ်ငါတို့အမြင်ယူပါယုံဝိညာဉ်ယူပါယုံထဲမှာမြင်ထားတဲ့အခါမှာမကြောက်တော့ဘူးဥမာတတိဖန်ကိုကဘာဖြစ်လို့သူများကြောက်ခဲနဲ့ပေါက်တဲ့အခါမှာသူဘာလို့မနာလဲသိလားသူဘာလို့မနာလဲတစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကယေရှုခရစ်တော်ကဘုရားရဲ့လက်ရာမှာရပ်နေတာကိုသူမြင်နေတယ်သူကဒီလိုမြင်နေတာဆိုတော့ဘုသူဘာပဲလို့သူကနာကျင်မှုလည်းမရှိဘူးဟုတ်လားကြောက်ခဲဘလောက်ပေါက်သူကခရစ်တော်ကိုမြင်နေတဲ့အခါကျတော့အင်္ဂလိပ်လိုဆို his eyes seeing God သူရဲ့မျက်စိကဘုရားကိုမြင်နေတဲ့အတွက်ကြောင့်သူများကြောက်ခဲပေါက်တာယူမဆိုင်ဘူးဟုတ်တယ်မလားနာကျင်မှုမရှိဘူးပျော်နဲ့သူအသေးခံသွားတယ်ဘုရားသခင်ရဲ့ဘုန်းတော်အတွက်သူအသေးခံသွားတယ်ကျွန်တော်တက်တာမှလည်းအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်ဘုရားသခင်ကိုခရစ်တော်ကိုကျွန်တော်တို့ကဗဟိုပြုပြီးမှအသက်ရှင်တဲ့အခါဘုရားကိုကျွန်တော်တို့မြင်နေတဲ့အခါကျွန်တော်ယုံကြည်ခြင်းမျက်စိလို့ခေါ်တယ်အဲ့ဒီမြင်တဲ့အရာပဲယုံကြည်ခြင်းမှာမျက်စိရှိယုံကြည်ခြင်းကဘာနဲ့သွားတူလဲဆိုမျက်စိဘုရားကိုမြင်နိုင်တဲ့မျက်စိတစ်စုံဖြစ်တယ်ကျွန်တော်တို့ယုံကြည်ခြင်းကဆိုဘုရားကိုမြင်တယ်ကျွန်တော်တည်ရင်လည်းကျွန်တော်အတွက်ထောင်ရအသက်ဘုရားပြင်ဆင်ထားတယ်ကျွန်တော်တည်ရင်ကျွန်တော်အတွက်အခန်းကောင်းကင်နိုင်ငံမှာဘုရားပြင်ဆင်ထားပြီဆိုတာကိုစိတ်ကြတဲ့ယုံကြည်ခြင်းကဘာကိုမှမကြောက်ဘူး။တတိဖန်လည်းအဲ့ဒီယုံကြည်ခြင်းရှိတယ်ဘုရားဝင်နေတဲ့အတွက်ကြောင့်ကျွန်တော်တက်တာမှလည်းအဲ့ဒီစိတ်ချမှုရှိရမယ်။ဒါပေမဲ့ရောက်စီတိုင်းအဲ့ဒီစိတ်ချမှုရှိပြီလားဆိုတော့စဉ်းစားရကျွန်တော်ကတော့စိတ်ချမှုရှိ။ဘာလို့ဆိုတော့ကျွန်တော်တိမ်မှာပဲမထူးလေခရစ်တော်အတွက်ဒီကောင်းမှာပေါ့မဟုတ်လား။ပြောချင်တာကကျွန်တော်အရောက်စီတိုင်းမှာအဲ့ဒီစိတ်ချမှုရှိရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုအသက်ရှင်နေတဲ့ကာလဟာနောက်ဆုံးသောကာလဖြစ်တယ် the last day နောက်ဆုံးသောကာလမှာအသက်ရှင်နေတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့အသက်တာမှာပို့ပြီးတော့ဘုရားနဲ့နိကတ်စွာအသက်ရှင်ရမှာဖြစ်တယ်မိခါခန်းကြီးလေးငယ်တစ်နဲ့နှစ်ကိုကျွန်တော်တို့ကြည့်အောင်မိခါမိခါအနာဂတိကျမ်းခန်းကြီးလေးနဲ့တင်းနဲ့မူကျမ်းအန်တဲ့ယောင်ကျောင်းကြီးကအေးမိခါအနာဂတိကျမ်းခန်းကြီးလေးနဲ့တင်းနဲ့နောက်ဆုံးသောကာလ၌ထာဝရဘုရား၏အိမ်တော်တည်တော်တောင်သည်တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာရှီးမြောက်၍တည်လိမ့်မည်ခတ်သိမ်းသောလူစုတို့သည်ထိုတောင်တို့စီဝေးကြလိမ့်မည်ညပြသောလူမျိုးတို့ကလည်းလာကြတော့ထာဝရဘုရား၏တောင်တော်ယာကုပ်မျိုး၏ဘုရားသခင်အိမ်တော်တို့တက်သွားကြကုန်မှာလမ်းကြီးတော်တို့ကိုပြတတွင်တင်တော်မူ၍ငါတို့သည်ခြေတော်ရာတို့လိုက်သွားကြမည်ဟုခရီးသွားတဲ့ပြောဆိုကြလိမ့်မည်တရားတော်သည်ဇိအုန်တောင်မှ၎င်းထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ၎င်းပေါ်ထွက်လိမ့်မည်နားလေးစပါနော်။ဘာပြကျေးဇူးတင်တယ်ကိုရော
ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကျေးဇူးတင်တယ်နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တယ်ဒီနှုတ်ကပတ်တော်ဟာကိုတော်နဲ့သားသမီးတို့ကိုစုံတွေ့ခိုင်းတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်မဟုတ်အဖြစ်တာမဟုတ်ဘဲနဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်အသက်ရှင်ရမှာဖြစ်တယ်အပြည့်ရှိတဲ့များကိုလည်းကိုယ်ရဲ့နှုတ်ကပတ်တော်ရေအဖြစ်စေကြောပေးပါအော်ကိုရောပြန်လာမယ့်နေ့အတွက်ကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်အစဉ်သင့်ဖြစ်နိုင်ဖို့ရန်ပြင်ဆင်ပေးပါယေရှုတင်တယ်ဒီနှုတ်ကပတ်တော်အဖြစ်အရောက်စတဲ့ကိုစကားပြောလေကောင်းကြီးမင်္ဂလာဖြစ်စေပါယေရှုနာမ၌ဆုတောင်းစကားပါ၏အာမင်ဆိုတော့ယေရှုခရစ်တော်ကပြောလေဆိုရှင်ငါရဲ့နာမကြောင့်သင်ကအသက်ဆုံးရှုံးတယ်ဒါပေမဲ့သင်ဟာအသက်ကိုရလိမ့်မယ်ဘုရားသခင်နာမကြောင့်အသက်ဆုံးရှုံးတဲ့လူကအသက်ကိုရလိမ့်မယ်ဒါပေမဲ့ခင်ဗျားကခရစ်တော်အတွက်မပေးစချင်ဘူးဆိုလို့ရှိရင်ဘာပြောမလဲခင်ဗျားအသက်ဆုံးရှုံးမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသက်တာမှာကိုးကွယ်ခြင်းဆိုတာပေးစခြင်းဖြစ်တယ် sacrifice မနေ့ကကျွန်တော်ပြောပြီးကိုးကွယ်ခြင်းဆိုတာ sacrifice ပဲဖြစ်တယ်ကိုးကွယ်ခြင်းဆိုတဲ့အရာကမိမိကပေးစရအာဗြဟံကသူ့သားကိုပူဇော်ဖို့တောင်ကိုခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာဘယ်လိုပြောလဲဆိုသူ့သားကိုငါသားဘုရားကိုပူဇော်ဖို့အဲ့ဒီတောင်ကိုတွားကြရအောင်ဆိုမှခေါ်သွားတယ်အမှန်ကသူ့ကိုပူဇော်ဖို့ခေါ်သွားတာအဲ့ဒါသူ့သားမသိချင်ဘူးဒါပေမဲ့လမ်းတစ်ဝက်မှာမေးတယ်အဖေထင်းလဲပါတယ်မီးလဲပါတယ်ရစ်ကပဲမှာလဲသူကအဲ့လိုမေးလိုက်တယ်ရစ်ကသူဆိုတာကို तू ကမသိချင်ရစ်က तू ဖြစ်နေတာ तू ကိုယ်တိုင်ရစ်ဖြစ်နေတာမသိချင်ဆိုတော့အဖေထင်းလဲပါတယ်မီးလဲပါတယ်ရစ်ပဲမှာလဲရစ်က तू ဖြစ်တယ်ပြောချင်တာကကျွန်တော်အသက်တာမှာလည်းပဲเนาะရစ်ကကျွန်တော်တို့ဖြစ်တယ်အာမင်ရစ်ကကျွန်တော်တို့ဖြစ်တယ်ရစ်ကဒီဂီတာမဟုတ်ဘူး music လည်းမဟုတ်ဘူးပလင်လည်းမဟုတ်ဘူးဟုတ်လားဒီအဆောင်အောင်လည်းမဟုတ်ဘူးရစ်ကကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်အသက်တာကိုဘုရားရှိခိုးပူဇော်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီကျွန်တော်တို့ရဲ့အသက်တာဆိုတဲ့ရစ်ကိုကျွန်တော်ပူဇော်တတ်ဖို့အရေးကြီးတယ်ထင်းမီထက်အရေးကြီးတာရစ်ဖြစ်တယ်နော်ထင်းမီထက်အရေးကြီးတာကျွန်တော်တို့ရဲ့အသက်တာဖြစ်တယ်ထင်းမီကအဲ့ဒီရစ်ကိုပူဇော်ဖို့ရတော့အကူဖြစ်တယ်အခုဒီဂီတာဘုရားကိုချီးမွမ်းဖို့ရကူညီပေးတဲ့အရာတချင်းကလည်းဘုရားကိုချီးမွမ်းဖို့ရကူညီပေးတဲ့အရာပလင်အဆောက်ကိုကူညီတဲ့အရာဒါပေမဲ့အတိကအရေးကြီးတာကျွန်တော်တို့လူရစ်ကောင်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဘုရားရှိခိုးလာတဲ့အခါမှာကျွန်တော်အသက်တာကိုပိစတ်တတ်ဖို့အရေးကြီးတယ်ကျွန်တော်တို့sacrifice မလုပ်တဲ့ရစ်ကောင်ဟာအချီးနှီးဖြစ်တယ်ကိုယ်ွယ်တဲ့အခါမှာ sacrifice မရှိတဲ့ကိုယ်ွယ်ခြင်းဟာမန်တော်ကိုယ်ွယ်ခြင်းမဟုတ်ဘူးမန်တော်ကိုယ်ွယ်ခြင်းမှာပိစတ်ခြင်းရှိတယ်ဘုရားသခင်အတွက်ပိစတ်ခြင်းရှိတယ်အာဗြဟံကပိစတ်ခဲ့တယ်သူ့မှာတပါးဒီတော့တာသူအခြေအဆုံးအစားထိုးလို့မရတဲ့တာဆိုအဲ့ဒီတာကတခြားဘာနဲ့မှအစားထိုးလို့မရဘူးဆိုအဲ့ဒီအစားထိုးလို့မရတဲ့တာကိုပူဇော်ဖို့ပြုလုပ်တာဖြစ်တယ်ဆိုကျွန်တော်တို့အသက်တာမှာလည်းကျွန်တော်တို့အသက်တာမှာဘာအကြိုက်ဆုံးဖြစ်တယ်လဲဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့ကျွန်တော်တို့နှိမ့်သက်တဲ့အရာရှိတယ်ကျွန်တော်အသက်တာအဲ့ဒီအရာနဲ့ပူဇော်တတ်ဖို့လည်းအရေးကြီးပါတယ်။နောက်တချို့တွေဆိုလို့ရှိရင်ဘုရားရှိခိုးမှာလာပြီးပူဇော်ရင်ဘာလဲသူကြိုက်တဲ့ဟာကိုခြံထားပြီးမကြိုက်တဲ့ဟာကိုပူဇော်တာကျွန်တော်ငယ်ငယ်တုန်းကလည်းဖြစ်တတ်တယ်ငယ်ငယ်တုန်းကဘုရားမသိတော့ဘာလဲအလူငွေထည့်ဖို့လေအမေတို့ကပြီးလိုက်ပြီဆိုလို့ရှိရင်အမေတို့ကအလူငွေထည့်ဖို့ပြောရှင်ကျွန်တော်တို့ကဘာလုပ်တတ်တယ်လဲဆိုလို့ရှိရင်နည်းနည်းစုပ်နေတဲ့ဟာကိုထည့်ပလိုက်တာဟုတ်တယ်ခုပြန်စင်းလိုက်တကယ်မကောင်းဘူးနော်နည်းနည်းစုပ်တဲ့ဟာကိုထည့်ခဲ့တာဖြစ်တယ်ပြီးဟိုအသေးဆုံးအရွက်အသေးဆုံးကိုရွေးမှထက်တတ်တယ်ပြောချင်တာကကျွန်တော်အသက်တာမှာကျွန်တော်အကြိုက်ဆုံးကျွန်တော်အနှစ်သက်ဆုံးဘာနဲ့မှအစားထိုးလို့မရတဲ့ဟာကိုကျွန်တော်ပူဇော်တက်ရမှာဖြစ်တယ်အဲ့ဒါကမန်တော်ကိုးကွယ်ခြင်းဖြစ်တယ်အဲ့ကြောင့်အဲ့ဒါမန်တော်ကိုးကွယ်ခြင်းလို့ခေါ်တာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်အသက်တာမှာကျွန်တော် ready ရှိဖို့လိုအပ်တယ်ကို
ကိုယ်ွယ်တက်ဖို့အရေးကြီးတယ်ကျွန်တော်တို့ကရစ်ကောင်ဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်ကဘုရားသခင်အတွက်ရစ်ကောင်ဖြစ်အသက်ရှင်ဖို့အရေးကြီးတယ်တတေဖန်သူကိုယ်တိုင်ဘုရားအတွက်အသေးခံသွားတယ်သူကိုယ်တိုင်ရစ်ဖြစ်ခဲ့တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အားလုံးကလည်းဘုရားသခင်အတွက်ရစ်ဖြစ်ဖို့ရအမြဲတမ်းအစဉ်တင်ရှိရမယ်ကျွန်တော်အသက်တာဟာကျွန်တော်အခုအသက်ရှင်နေတဲ့ကာလဟာနောက်ဆုံးသောကာလဖြစ်တယ်အဲကြောင့်ခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းထဲမှာဗာပြောတယ်လဲဆိုရှင်အငယ်1မှာနောက်ဆုံးသောကာလ၌တဲ့နောက်ဆုံးသောကာလမှာသာဝရဘုရားသခင်ဤအိမ်တော်တည်တော်တောင်သည်တောင်ကြီးတောင်ငယ်တို့ဤထိပ်ပေါ်မှာချီးမြှောက်၍တည်လိမ့်မယ်ခတ်သိမ်းသောလူစုတို့သည်ထိုတောင်တို့စီဝေးကြလိမ့်မယ်ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းပြောနေတာဖြစ်တယ်အိမ်ဆောက်တဲ့သူက architecture ဆိုတဲ့အိမ်ဆောက်တဲ့သူကသူဆောက်နေတဲ့အိမ်ကိုသူက sign board တပ်ပြီးမှကြော်ညာလေးရှိတယ်ဖြတ်သွားပြက်လာတဲ့လူတွေမြင်အောင်လေမြင်တောင်သူဘယ်လိုကြော်ညာလဲဆိုရင်ဒီအိမ်ကတဲ့အနာဂတ်ရဲ့ restaurant ဖြစ်တယ်ပေါ့ဆေးခန်းဖြစ်တယ် market ဖြစ်တယ်အမျိုးမျိုးပေါ့နော် clinic ဖြစ်တယ် gym ဖြစ်တယ်ဆိုမှသူကြော်ညာထားလေးရှိတယ်အဲ့လိုကြော်ညာပြီးတော့သူကြော်ညာထားတယ်ဒါပေမဲ့သူကြော်ညာထားပြီမဲ့အဲ့ဒီစောက်နေတဲ့အဆောက်အုံကဘာနဲ့တူသေးတယ်လဲစောက်လို့မပြီးခင်မှာဘာနဲ့တူတယ်လဲရာဘောနဲ့တူအမိုက်ပုံနဲ့တူဘာလို့ပစ္စည်းဟိုဒီစားပြန်ကျဲဟိုတဲပုံကလည်းဒီမှာတပုံအုတ်ခဲကလည်းဟိုမှာဟလာပြင်ပြလည်းဟိုမှာအမိုက်ပုံနဲ့တွားတူတယ်စောက်လို့မပြီးသေးဘူးအမိုက်ပုံနဲ့တူအဲ့ဒီလိုပဲဘုရားရဲ့နှုတ်ကပတ်တော်ကလည်းအဲ့ဒီတိုင်းပဲနော်ဆိုင်းဘုတ်နဲ့တွားတူတယ်ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်နောင်ကာလကျရင်ဘာဖြစ်မယ်ဆိုတာနှုတ်ကပတ်တော်မှာကြော်ညာပြီးသားဟုတ်လားနောက်ဆုံးတော့ကာလမှာဘယ်လိုဖြစ်လာမယ်ဆိုတဲ့ဟာနှုတ်ကပတ်တော်ကဆိုင်းဖို့လို့ကြော်ညာလာတာကျွန်တော်အားလုံးလည်းသိပြီးသားပြီးတော့ဘယ်လိုအသက်ရှင်ရမယ်ဆိုတာလည်းနှုတ်ကပတ်တော်မှာကြော်ညာပြီးသားပြီးဘုရားရဲ့နိုင်ငံတော်ကဘယ်ချိန်မှာတည်မယ်နှုတ်ကပတ်တော်မှာကြော်ညာပြီးသားနောက်ဆုံးတော့ကာလမှာဘယ်လိုလူမျိုးတွေပေါ်လာမယ်ကြော်ညာပြီးသားဆိုတော့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်တတိပေးထားတဲ့ sign box ဖြစ်တယ်။အဲ့ sign box ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းကဖြတ်သွားပြလာကမြင်နေတယ်။ဒါပေမဲ့သူတို့ကအဲ့ဒါကိုမြင်နေတာလားဒါပေမဲ့အဲ့ဒီအိမ်ကသူတို့မြင်နေတဲ့အဲ့ဒီကြေညာထားတဲ့အရာအတွက်အတိမပြုသေးဘူး။ဆောက်လို့မပြီးသေးဘူး။အဲ့ဒီလိုပဲဘုရားရဲ့သခင်ရဲ့နိုင်ငံတော်ကလည်းအဲ့လိုပဲဒီနှုတ်ကပတ်တော်မှာဘုရားရဲ့နိုင်ငံတော်နဲ့ပတ်သက်ပြီးမှတအားပြောပြထားတယ်ကြေညာထားတယ်ဒါပေမဲ့အခုဘုရားရဲ့နိုင်ငံတော်ဘက်မှာဒီလောကမှာဒီလောက်စူပူတောင်းချမ်းအချင်းချင်းတပ်ချက်နေတာဘုရားရဲ့နိုင်ငံတော်တည်နေပြီလို့ပြောလို့ရလားစဉ်းစားကြည့်ပြောလို့ရတယ်ပြောလို့မရသေးဘူးဒါပေမဲ့တရက်ကျရင်ဖြစ်လာမယ်ဟိုဆောက်လို့မပြီးတဲ့အိမ်လိုမျိုးလေတရက်ကျရင်အဲ့ဒီအိမ်ကအိမ်ကိုဖြစ်လာမှာအဲ့ဒီလိုမျိုးပဲကျွန်တော်အခုအချိန်လေးကိုကြည့်တော့ဟာလားအချိန်လေးကိုကြည့်တော့လက်ရှိအချိန်လေးကြည့်တော့ဒီအိမ်ကအိမ်ဖြစ်လာမယ်လို့မမြင်နိုင်သေးဘူးလေအဲ့ဒီလိုပဲတရားရဲ့နိုင်ငံတော်လည်းအဲ့ဒီလိုပဲအခုလက်ရှိဖြစ်ပြနေတဲ့ဒီကမ္ဘာမှာဖြစ်ပြနေတဲ့အရာကိုကျွန်တော်တို့ကြည့်ရင်မယုံနိုင်စရာလောကမှာမေတ္တာတရားခေါင်းပန်းနေပြီလူမျိုးတစ်မျိုးနဲ့တစ်မျိုးဟာလားနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံဘာသာတော်မှတစ်ဘာသာနဲ့တစ်ဘာသာမတည့်ကြတော့ရန်ဖြစ်နေကြပြီပြီးဟိုမှာမင်းငလင်းနဲ့ဒုက္ခတွေအများကြီးလူတွေအများကြီးအသက်ဆုံးရှုံးကုန်ပြီဆိုတော့လူတွေမေးခွန်းမေးကြမှာပဲဟာဘုရားခင်ရှိတယ်ဆိုဘယ်လိုနဲ့လူတွေဒီလောက်ဒုက္ခရောက်နေတာလဲဘုရားခင်ရှိတယ်ဆိုဘယ်လိုနဲ့ဟိုမှာအာဖရိကမှာရေတောင်တောက်เสียမရှိဘူးသမင်းစားเสียမရှိဘူးတချို့တွေငတ်ပြတ်ပြီးတော့တည်ကြတယ်ဘုရားရှိတယ်ဆိုဘာလို့ဒီအရာတွေဖြစ်ပြနေတာလဲမေးခွန်းထုတ်เสียဘာဖြစ်လို့အခုဒီနောက်ဆုံးလောကာလရဲ့အခြေအနေက rubble ဒီကဘာကြီးကဘာနဲ့တူတယ်လဲဆိုအမိုက်ပုံနဲ့သွားတူရှုပ်ထွေးပွေလီနေတဲ့ကဘာကြီးဖြစ်ဘုရားခင်ကောင်းကင်ဘုရားရဲ့နိုင်ငံတော်တည်မယ်ဆိုတဲ့အရာကိုကျွန်တော်မယုံနိုင်စေရဖြစ်ပြနေတဲ့အခြေအနေကဒါပေမဲ့တဲ့ဘုရားရဲ့နိုင်ငံတော်ကတည်ကိုတည်လိမ့်မယ်ဒီအိမ်ကစောက်လို့မပြီးခင်မှာဗါလဲအမိုက်ပုံလို့ဖြစ်တယ်ဒါပေမဲ့စောက်လို့ပြီးသွားတဲ့အခါမှာ
အရင်အမိုက်ပုံကိုကျွန်တော်တို့လုံးဝအရင်အမိုက်ပုံရှိတဲ့အရာကိုလုံးဝမေ့သွားမှာဖြစ်တယ်အေးဆောက်လို့ပြီးတော့တဲ့ကမှာဟာလှပပြီးတော့ခမ်းနားတဲ့အိမ်ဖြစ်သွားပြီဟိုကလင်းနစ်တွေဖြစ်သွားပြီတကယ်လှပတဲ့အဆောက်ဖြစ်သွားမှာဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကအဲ့လိုဖြစ်ပါတယ်